သေဆုံးသွားပြီလို့သတင်းထွက်နေတဲ့ဒေါ်အောင်ဆန်းစုကြည်ရဲ့အသက်ရှင်သေးကြောင်းသက်သေပြဖို့နဲ့အတူဒေါ်အောင်ဆန်းစုကြည်ပြန်လည်လွတ်မြောက်ဖို့အတွက်ဒီကနေ့မှာကုလသမဂ္ဂအမေရိကန်အပါအဝင်ကမ္ဘာအဖွဲ့အစည်းတော်တော်များများနဲ့မြန်မာနိုင်ငံမှာရှိတဲ့ပြည်တွင်းအဖွဲ့အစည်းအားလုံးကမြန်မာပြည်သူအားလုံးကဒီကနေ့မှာဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ဖို့အတွက်လှုံ့ဆော်လိုက်ကြပြီဖြစ်ပါတယ်။နိုင်ငံတော်သမ္မတဦးဝင်းမြင့်လွတ်မြောက်လာခြင်းကိုအင်မတန်မှဝမ်းမြောက်ပြီးတော့ဒေါအောင်ဆန်းစုကြည်ကိုချက်ချင်းလှုပ်ပေးဖို့နဲ့ဒေါအောင်ဆန်းစုကြည်လွတ်မြောက်အောင်လှုပ်ဆောင်မယ်ဆိုပြီးတော့နိုင်ငံတကာဒီကနေ့နိုင်ငံတကာတန်ယုံများအားလုံးနဲ့အတူတူဒါဒီ Federal Democracy ပြည်ထောင်စုပေါ်ပေါက်ရေးဦးဆောင်ကော်မတီဖြစ်တဲ့SCEF ကပါဒီကနေ့မှကြီးညာလိုက်တာပဲဖြစ်ပါတယ်သူတို့ပြောတာကတော့ဒေါအောင်ဆန်းစုကြည်အသက်ရှင်ကြောင်းသက်သေပြပါပြီးလှုပ်ပေးပါကုလသမဂ္ဂကဆိုရင်သူတို့ကိုယ်စားလှယ်မြန်မာနိုင်ငံကိုလှုပ်မယ်ပေါ့နော်အဲ့ဒီကိုယ်စားလှယ်နဲ့ဒေါအောင်ဆန်းစုကြည်ကိုတွေ့ခွင့်ပေးပြီးတော့ဒေါအောင်ဆန်းစုကြည်ကိုလွတ်မြောက်ခွင့်ပေးဆိုပြီးတော့ပြောထားတာပဲဖြစ်ပါတယ်ပြောချင်တာတော့ဗျာသိမလားကုလသမဂ္ဂကလည်းဒေါအောင်ဆန်းစုကြည်ကိုလွတ်ပြီးတော့ဆွေးနွေးချင်တယ်ပေါ့နော်မြန်မာနိုင်ငံအခြေအနေပြန်ကောင်းဖို့အတွက်အမေရိကန်ကလည်းဒီကနေ့မှဆိုရင်တန်ယုံကပေါ့နော်ဒေါအောင်ဆန်းစုကြည်ကိုလှုပ်ပေးဖို့နဲ့ဦးမြင့်ကိုလှုပ်ပေးတဲ့အတွက်ကျေးဇူးတင်တဲ့အကြောင်းမြောင်းနိုင်ကိုပြောသွားခဲ့တယ်ပေါ့နော်ပြီးတဲ့အခါကျတော့အမေရိကန်ကတော့ဘယ်လောက်ထိဘောမသက်လေးဆိုရင်ပေါ့နော်သူကတော့အကျိုးမြန်မရှိရင်ဘာမှလုပ်ပေးမှာမဟုတ်ဘူးအဲ့ဒါတေချာသွားပြီနော်အဲ့ဒါဘာလဲဆိုရင်ဦးမြင့်ကိုသမရလို့မတုံးတော့ဘူးဦးမြင့်လို့ပဲတုံးတော့တာသူတို့အတိမတ်ပြူတာကမြောင်းနိုင်ကိုသမရအဖြစ်အတိမတ်ပြူလိုက်ပြီးဖြစ်ချောင်းသိရတယ်ပေါ့နော်ဆိုတော့မြန်မာနိုင်ငံမှာရှိတဲ့မြန်မာပြည်သူတွေကတော့တော်တော်လေးကိုပေါက်ကွဲနေတယ်ပေါ့နော်ဘလို့ဖြစ်ပါကုလသမဂ္ဂကတော့မြန်မာနိုင်ငံရဲ့လက်ရှိသမရအဖြစ်သမရဦးမြင့်ကိုထပ်မံကြီးညာပြီးတော့ဒေါအောင်ဆန်းစုကြည်ကလည်းမြန်မာနိုင်ငံကောင်းဆောင်ဖြစ်ကြီးညာခံရတယ်ပေါ့နော်ကုလသမဂ္ဂကတော့ပြပြသားပဲเนาะညင်းဆိုလိုက်တာဖြစ်ပြီးတော့မြောင်းနိုင်တို့ရဲ့เนาะအခုအစိုးရကိုညင်းဆိုလိုက်တာဖြစ်ပြီးတော့ဒီကိုအတိုင်းပဲပြန်လဲကြီးညာတယ်နောက်ထပ်တစ်ခုကမြောင်းနိုင်ကဒီကနေ့မှာဘာကြီးညာလာလဲဆိုရင်သူကတော်တော်လေးကိုကြောက်နေရဗျအဲ့ဒါကတော့အာဆီယံနိုင်ငံတွေကတဲ့ online မှာတွေ့တဲ့သတင်းတူတွေကိုယုံကြည်မိပြီးတဲ့သူတို့ဒီစကောင့်စီကိုဖိအားပေးနေကြတယ်ပေါ့နော်ဒါကြောင့်မလို့ကျွန်တော်တို့ဒီအစစ်အစိုးရအနေနဲ့သူတို့အခုလက်ရှိဖွဲ့စည်းထားတဲ့ကြံ့ခိုင်ရဲ့အစိုးရအနေနဲ့အာဆီယံရဲ့အမြင်ကိုပြန်လည်ပြောင်းလဲရမှာဖြစ်ပြီးတော့အာဆီယံလက်ခံတဲ့အနေထားတစ်ခုရောက်အောင်ကြိုးစားရမှာဖြစ်အောင်ပြောသွားခဲ့တယ်ပေါ့နော်ဆိုတော့အနာဂတ်မှာအခုဦးအင်းမြင့်ကိုလှုပ်ပြီးနော်လှုပ်တာကလည်းအာဆီယံထောက်ခံမှုရဖို့အမေရိကန်ထောက်ခံမှုရဖို့နောက်ဥရောပရဲ့ကုလသမဂ္ဂရဲ့ထောက်ခံမှုရဖို့လှုပ်တာအချမ်းတွေအုံထောက်နော်မြို့အောင်လိုက်ကအရက်တာပူတာအုံထောက်ကြီးတယ်အဲ့ဒါပြောချင်တာသိမလားဆိုတော့အခုဒီခါမှာလေဒီ2026အတွင်းမှာအာဆီယံရဲ့ထောက်ခံမှုအပြည့်အဝရဖို့မြောင်းတယ်လို့ဆောင်သွားမှာဖြစ်တယ်ဆိုတော့မကြခင်ရပိုင်းအတွင်းမှာဒီလ25ရက်နေ့မှာဒါတရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယီနေပြည်တော်ကိုရောက်လာလိမ့်မယ်နော်ထိုင်းကဝန်ကြီးလေးလာမယ်ဆိုတော့မြောင်းနိုင်ကတော့တဖြည်းဖြည်းနဲ့အာဆီယံရဲ့ထောက်ခံမှုရဖို့အတွက်လှုပ်ဆောင်နေပြီဖြစ်တယ်နော်တစ်ဖက်မှာ AUG ကအင်အားချီးနေလာတယ်ဘာဖြစ်လာမလဲကျွန်တော်တို့စောင့်ကြည့်အောင်ပါ